ဘောလုံးကစားတဲ့လူအများစုဟာကွင်းထဲမှာပြိုင်ဘက်ကစားသမားတွေကိုကြော်ဖြတ်နိုင်ဖို့စကေးအခု90လောက်လိုရလို့ထင်နေတတ်ကြပါတယ် Rainbow Flip Step Over ဒီစကေးတွေဟာ online မှာတော့ကြည့်လို့လာပြီးတော့တကယ်ကွင်းထဲမှာကန်ရတဲ့ pressure ကိုခံရပြီးဆိုရင်တော့ဘာမှမလုပ်နိုင်မကန်နိုင်ဖြစ်သွားတတ်ကြပါတယ်အမှန်တရားတစ်ခုပြောရမယ်ဆိုရင်အဲ့ဒီအလားပြစကေးတွေဟာကွင်းထဲမှာ69%အတုံးမဝင်တဲ့စကေးတွေဖြစ်ပါတယ်ကွင်းထဲမှာပြိုင်ဘက်ကစားသမားတွေကိုအချိန်တိုင်းအနိုင်ယူကြော်ဖြတ်နိုင်တဲ့ကစားသမားတွေဟာအခြေခံကျတဲ့စကေးတွေကိုပိုင်နိုင်စွာလှုပ်ဆောင်နိုင်တဲ့လူတွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးသွားမှာတော့နိုင်ငံတကာပွဲစဉ်တွေဥရောပရဲ့အမြင့်ဆုံးလိမှာတွေ့ရတဲ့အကောင်းဆုံးနဲ့အလားပါဆုံး dribbler တွေထဲကတယောက်ဖြစ်ချင်းတီထားတဲ့အကောင်းဆုံး skill 5မျိုးကျွန်တော်ဒီနေ့မှာရှင်းပြပေးသွားပါမယ်ဆိုတော့အခုပဲစလိုက်ကြရအောင်နံပါတ်1 skill ကတော့ head up ball control သို့မဟုတ်ခေါင်းမော်ပြီးဘောလုံးကစားခြင်းတင်တို့အနေနဲ့ကျွန်တော်ကအကောင်းဆုံးသော skill တွေပြောပြမယ်ဆိုတော့တင်တို့အနေနဲ့ step over တွေ body fake တွေကနေစလာမယ်လို့ထင်နေကြအောင်လားဒါပေမဲ့အမှန်တရားတစ်ခုကနီးပြတိုင်းကစားသမားတွေကိုခေါင်းမော်ပြီးဘောလုံးဆော့ခိုင်းကြပေမဲ့69%တော့သူတွေဟာမလုံနိုင်ကြပါဘူးတဲ့အနေနဲ့စဉ်းစားကြည့်ပါတဲ့စီမှာမက်ဆီလိုမျိုး ball control ရှိပြီးတော့တစ်ချိန်လုံးကိုခြေတော့အောက်ပဲငုံကြည့်နေမယ်ဆိုရင်တဲ့အနေနဲ့မျက်မမြင်ဘောလုံးကစားနေရတဲ့အတူတူပါပဲတဲ့အနေနဲ့ခေါင်းမော်ပြီးတော့ဘောလုံးကစားမယ်ဆိုရင်ဘောလုံးမရခင်နောက်ကျောလှည့်ကြည့်ထားတာလို့ကွင်းလေအတွင်းပိုင်းက space ကိုဘောလုံးမလာခင်3စက္ကန့်လောက်အလိုကနေကြိုတင်ရှာဖွေနိုင်မှာဖြစ်ပါတယ်။တဲ့အနေနဲ့ဘောလုံးမရခင်ကတည်းကဘောလုံးကိုလိုက်ကြည့်နေပြီးတော့ကိုယ့်စီရောက်လာတဲ့အချိန်မှာလည်းအရှိကိုလဲကြည့်ဖို့1စက္ကန့်လောက်ကြာနေတယ်။တစ်ချိန်လုံးခေါင်းငုံနေပြီးတော့ကိုယ့်စီဘောလုံးရလာတယ်လူများကိုလဲကြည့်ပြီးတော့ကိုယ့်အရှိမှရှိရတဲ့ဟာကိုပဲပေးမယ်ဆိုရင်လူများထက်3စက္ကန့်လောက်ကွင်းထဲမှာနောက်ကျကျနေခဲ့ပါပါ။တဲ့အနေနဲ့ကွင်းထဲမှာအကောင်းဆုံး dribbler တယောက်ဖြစ်ချင်း vision ကောင်းပြီးတော့ control ကောင်းတဲ့ကစားသမားတယောက်ဖြစ်နေရမှာပါ။တဲ့အနေနဲ့ head up ball control ဘယ်လို training လုပ်ရမလဲမသိဘူးဆိုရင်တော့ကိုတယောက်တည်း train တဲ့အချိန်မှာကိုကဘောလုံးတက်ပင်ဆွဲသွားပြီးတော့ဘောလုံးရဲ့ခြေထောက်အောက်ကိုပဲကြည့်မနေပဲနဲ့ကိုအရှိမပါရှိလဲကိုဘေးမှာပါရှိလဲဆိုတော့အမြဲတမ်းလိုက်ကြည့်ပြီးတော့ဘောလုံးဆွဲသွားပေးလိုက်ပါကိုဟာတယောက်တည်းလေ့ကျင့်တာမှန်ပေမဲ့ကွင်းထဲမှာတကယ်ကစားနေတယ်လို့မျိုးဘောလုံးတက်ပင်ဆွဲလိုက်ဘေးကိုကြည့်လိုက်အရှိကိုကြည့်လိုက်အနောက်ကြည့်လိုက်နဲ့အမြဲတမ်း scanning လုပ်ပေးနေပါတဲ့အနေနဲ့ဒီ skill ကိုပုံမှန်လေ့ကျင့်ပေးမယ်ဆိုရင်အချိန်တိုအတွင်းကွင်းထဲက vision တွေကလည်းပြောင်းလဲသွားမှာပါဆိုတော့ number 1 skill ကိုတွားလိုက်ရအောင် number 2 skill ကတော့ body feint ကွင်းထဲမှာအရေးကြီးဆုံးကတော့ body movement ပါပဲတဲ့အနေနဲ့ body feint skill ကတက်မြောက်သွားမယ်ဆိုရင်ဘောလုံးတော့ထိရှာမလို့ပဲနဲ့လူတစ်ယောက်အေးဆေးကြော်သွားနိုင်မှာပါဒီအမြင့်ဆုံးသောဘောလုံးလောကမှာကစားနေတဲ့လူတွေထဲမှာ body feint မတုံးတတ်တဲ့ကစားသမားဆိုတာအတော်လေးကိုရှားပါတယ်ကမ္ဘာအကောင်ဆုံးဘောလုံးသမားလို့ပြောလို့ရမယ် Lionel Messi, Eden Hazard တို့ရဲ့ကစားပုံတွေကိုကြည့်လိုက်ပါဘောလုံးတော့ထိရှာမလို့ပဲနဲ့ body feint တစ်ခုလေးနဲ့တင်ကစားသမားအားလုံးကြော်သွားနိုင်ပါတယ်အခုဒီဗီဒီယိုလေးကိုကြည့်လိုက်ပါ Vinicius ကဘောလုံးတော့မထိပဲနဲ့သူ့ရဲ့ body movement feint တစ်ခုလေးနဲ့တင် Man City ရဲ့တင်ကိုရအောင်လှုပ်ဆောင်သွားနိုင်ခဲ့တာပါအမြင့်ဆုံးသောဘောလုံးလောကတွေမှာတစ်စက္ကန့်လေးပဲတင်ဟာပြိုင်ဘက်အတင်းကိုချိန်ချောက်နိုင်ပြီဆိုရင်အဲ့ဒီတစ်စက္ကန့်လေးအတွင်းမှာပဲအရာအလုံးဖြစ်သွားနိုင်ပါတယ် Messi, Hazard, Neymar လို့ဘာလို့ကွင်းထဲမှာလူများထပ်ပို့ပြီးတော့ flow ဖြစ်နေရလဲဆိုရင်သူတို့ရဲ့ body feint ကြောင့်ပါပဲဆိုတော့တဲ့အနေနဲ့ body feint ကို train ချင်တယ်ဆိုရင်တော့ TikTok တို့မဟုတ် YouTube မှာhow to train body movement or how to train body feint ဆိုပြီးတော့ရရှာကြည့်ပြီး train လို့ရပါတယ်နံပါတ်3 skill ကတော့ shooting the ball မြန်မာလိုဆိုရင်တော့ဘောလုံးကာပြီးကစားခြင်း Eden Hazard ရဲ့အကောင်းဆုံးအချိန်မှာအများဆုံးအသုံးပြုခဲ့တဲ့ skill ကဘာဖြစ်မယ်လို့ထင်လဲ shooting the ball ဘောလုံးကိုကိုယ်ခန္ဓာကိုယ်နဲ့ကာပြီးကစားခြင်းဖြစ်ပါတယ်သူဟာပြိုင်ဘက်ကစားသမားတွေကိုနေမာလိုခြေအောင်နဲ့အများကြီးပြပြီးတော့ကြော်ဖြတ်တာမဟုတ်ပါဘူးသူဟာ space ထဲကိုဆွဲဝင်ပြီးတော့သူ့စီယာဘောလုံးတခြား defender တွေလာလူလို့မရအောင်ခန္ဓာကိုယ်နဲ့ကာပြီးတော့ dribbling လုပ်တာပါတဲ့အနေနဲ့ဘောလုံးကာပြီးတော့ကစားတတ်ဖို့ခန္ဓာကိုယ်အကြီးဆုံးကစားသမားတယောက်ဖြစ်နေရှာမလို့ပါဘူးဘောလုံးကာပြီးတော့ကစားတတ်ဖို့အရေးကြီးဆုံးကတော့ physics positioning ဘောလုံး defender မမြင်နိုင်တဲ့နေရာမှာထားပြီးတော့ dribbling လုပ်သွားရတာပါတဲ့အနေနဲ့ကိုယ်ခန္ဓာကိုယ်အသုံးပြုပြီးတော့ဘောလုံးကာပြီးတော့ကစားတတ်သွားမယ်ဆိုရင်တော့ကိုဟာဒီထက်ပိုပြီးကောင်းတဲ့ကစားသမားတယောက်ဖြစ်လာမယ်ဆိုတာငြင်းလို့မရပါဘူးဆိုတော့နောက် skill တစ်ခုတွားလိုက်ရအောင် skill number 4ကတော့ stop and go နေမှာကစားတာကိုကြည့်လိုက်ပါဘောလုံးရတိုင်းလင်ခောက်နေတာမဟုတ်ပဲနဲ့သူဟာဘောလုံးကွင်းထမ်းဖို့ရှော့ချလိုက်တယ်ပြီးမှ defender တွေငြိမ်ကျသွားပြီးဆိုမှအချိန်နဲ့ဆွဲထုတ်သွားတာပါတဲ့အနေနဲ့ဘောလုံးရတိုင်းတောင်းပန်မှာပဲပြေးမယ်လို့စဉ်းစားနေရဆိုရင် dribbler ကောင်းတယောက်ဖြစ်လာမှာမဟုတ်ပါဘူးအဲ့ဒီအစားကိုဘောလုံးရရင် relax လုပ်ထားပြီးတော့ပြိုင်ဘက်ရဲ့အခြေအနေ body position ကိုကြည့်ပြီးတော့လက်ထွက်သွားတာမျိုးကပွဲမှာပို့ပြီးကြီးကောင်းပြီးထိရောက်မှုရှိရပါတဲ့အနေနဲ့ဘယ်လိုလေ့ကျင့်ရမယ်မှမသိရင်ကျွန်တော်ပြောပြပါမယ်ဘယ်လိုလေ့ကျင့်ရမလဲဆိုရင်တော့လွယ်လွယ်လေးပါပဲကိုဟာဘောလုံးကိုတက်ပင်ဆွဲလာပြီးတော့ရုပ်တရက်ရက်လိုက်ပြီးတော့အချိန်နဲ့ပြေးထွက်သွားအောင်ပါကျွန်တော်ပြောတာနည်းနည်းလေးရှုပ်နေရင်တော့ YouTube တို့မဟုတ် TikTok မှာ how to train stop and go ဆိုပြီးတော့ရှာကြည့်လို့ရပါတယ်မီတိုမာ skill လို့လည်းရှာပြီးတော့လေ့ကျင့်လို့ရပါတယ်
တင်းအနေနဲ့နေ့တိုင်းလေ့ကျင့်ပေးမယ်ဆိုရင်တော့ကွင်းထဲမှာတူ့လိုလောက်သွားနိုင်မှာပါဆိုတော့နောက်ဆုံး skill တစ်ခုအနေနဲ့ကတော့ face shot ခံစစ်ကစားသမားတိုင်းနဲ့ဂိုးသမားတိုင်းကဂိုးထဲကန်ခံရမှာကြောက်ကြပါတယ် face shot skill က simple ဖြစ်ပေမဲ့ကွင်းထဲမှာတော့အတော်လေးအသုံးဝင်တဲ့ skill တစ်ခုပဲဖြစ်ပါတယ် Riyad Mahrez ရဲ့ကစားပုံကြည့်လိုက်ပါ face shot body fake တွေပေါင်းထည့်ထားတော့ကွင်းထဲမှာသူကစားတာဟာလူများထပ်ပိုပြီးဆွဲဆောင်မှုရှိနေရပါတဲ့အနေနဲ့ face shot ကိုဒါလေ့ကျင့်ထားမယ်ဆိုရင်ဂိုးရှိတင်တာမဟုတ်ပဲနဲ့တောင်ပံမှာရှိတဲ့အချိန်မှာလည်း fake cross အနေနဲ့တုံးပြီးတော့လက်ထွက်သွားလို့ရပါတယ်တကက်ပွဲတွေထဲမှာကွင်းထဲမှာ space တစ်ခုရဖို့ဘယ်လောက်ထိခက်ခဲလဲဆိုတာဘောလုံးကစားတဲ့သူတိုင်းသိကြမှာပါဆိုတော့စဉ်းစားကြည့်ပါတဲ့အနေနဲ့ပြန်ဘက်ကိုတစ်စက္ကန့်လောက်လေး delay လုပ်နိုင်ပြီဆိုရင်တခြား step တွေအများကြီးလုပ်လို့ရပါပြီ face shot ကိုဘယ်လို train ရမယ်မသိဘူးဆိုတဲ့လူတွေအတွက်အခုကျွန်တော်ပြထားတဲ့ video ကိုတွားရောက်ကြည့်ရှုလိုက်ပါ TikTok မှာလည်း how to train face shot ဆိုပြီးတော့တွားကြည့်လို့ရပါတယ်ဒီနေ့ကျွန်တော်ပြောပြသွားပြီးတဲ့ skill 5ခုလုံးကတော့ပိုပြီး effective ဖြစ်ပြီးတော့အထီးရောက်ဆုံး skill 5ခုပဲဖြစ်ပါတယ်အကောင်းဆုံးသောကစားသမားတွေဟာအခြေခံ skill တွေကိုပိုင်နိုင်တက်မြောက်ထားတဲ့ကစားသမားတွေပါပဲဆိုတော့တင့်အနေနဲ့ဒီ video ကိုကြည့်ပြီးရင်တော့ငြိမ်မနေတင်တော့ပါဘူးဘောလုံးယူကွင်းထဲသွားသို့မဟုတ်အိမ်နောက်ဖေးနေရလွတ်တင်မှာ skill ကိုဘယ်လိုလေ့ကျင့်ရမလဲစဉ်းစားပြီးတော့ practice လုပ်နေချိန်ရောက်ပါပြီ skill အကုန်လုံးတော့တက်ချင်စောနဲ့လိုက်မကျင့်ဖို့တတိပေးပါရစေဒီနေ့ skill နှစ်ခုလေ့ကျင့်ရင်နောက်နေ့ skill နှစ်ခုနောက်နေ့ကျတော့အကုန်လုံးပေါင်းပြီးတော့တစ်ခါလေးလေ့ကျင့်တာမျိုးလုပ်စေချင်ပါတယ်တဲ့အနေနဲ့တကယ်ဘောလုံးဝါသနာပါပြီးတော့ပိုကောင်းတဲ့ကစားသမားတယောက်ဖြစ်ချင်တော့ကျွန်တော်ရဲ့ဒီ Sport Matrix မြန်မာ page လေးကို subscribe လေးပါလေးလုပ်ရပေးကြပါဦးကျွန်တော်ဒီ page မှာအားကစားသတင်းပဲမဟုတ်ဘဲနဲ့ကစားသမားတွေရဲ့နောက်ခံဘဝဆက်ကြောင်းတွေ motivation တွေဘောလုံးသမားတွေဘယ်လိုစားပြီးတော့ဘယ်လိုဆေးဝါးမျိုးတောက်တုံတင်လဲဆိုတဲ့ video တွေ mentality ဘိုင်းဆိုင်ရာ video တွေအကုန်လုံးကျွန်တော်ဒီ page မှာတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အတိုင်းရင်သားမလို့စကားမပြေပဲနဲ့နားမလဲတဲ့နေရာတွေရှိသွားရင်ကျွန်တော်ဒီကပဲတောင်းပန်ပြရစေဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာဒီထက်ပိုကောင်းတဲ့အကြောင်းအရာတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်လို့ကတိပေးပါတယ်ဆိုတော့ see you next time